โอเคအားလုံးပဲမင်္ဂလာပါဗျ။ဆော်ကာတီယမ်များနေပြန်လဲပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ကြာသပတေးနေ့ညမှာလဲယူရိုပါလိနဲ့ကွန်ဖရင့်လိကွာတာဖိုင်နယ်ပထမကျော့ရှုံးထွက်ပွဲစဉ်10ပွဲရှိပါတယ်ဒီ10ပွဲတဲ့နေ့ကျွန်တော်ယူရိုပါလိမှာ4ပွဲကွန်ဖရင့်လိမှာ3ပွဲစုစုပေါင်းပွဲစဉ်9ပွဲကိုလိုတိုရှင် preview လာပြီးပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ယူရိုပါလိပွဲစဉ်ဖြစ်တဲ့ဘူရိုကလစ်နဲ့လာစီကိုပွဲရနေစလိုက်ဒီပွဲမှာဝေးလာစီကဘော်လီကြီး level 30ရှုံးနဲ့ဂူပေါင်းကြီး390စားမှာကြီးပွင့်ထားပါတယ်ဒီစီးရီကလပ်နဲ့ဒီနော်ဝေးကလပ်အတင်းဒီလိစန်တန်ဟာလည်းကွာဟထားတဲ့အနေထားမှာလည်းဖြစ်တယ်ဒီစီးရီမှာလည်းလာဒီယိုကညထိပ်ပိုင်းမှာရက်တည်ထားတဲ့အနေထားမှာတော့ဒီအဝေးကွင်းဖြစ်ပေမဲ့ level 30ရှုံးကဈေးပါနေတဲ့အနေထားမှာရှိပါတယ်လက်ရှိကားနဖောင်ကြည့်ရပါစင်တော့ကားနဖောင်မှာတော့ဘရိုကလင်ဖောင်မဆိုးတဲ့အနေထားမှာရှိပါတယ်နောက်ဆုံး9ဝက်မှာ4ဝက်9တပွဲရှုံးနဲ့ဖောင်ကောင်းနေပါတယ်ပြီးခဲ့တဲ့ယူရိုပါလိဒီရှုံးထွက်ပွဲစဉ်မှာလည်းအိုလံပီယာကောပထမကြော့အိမ်ခွင်းမှာတော့3-0နဲ့ဂိုးပြတ်နိုင်ပြီးဒုတိယကြော့မှာအိုလံပီယာကောအိမ်ခွင်းမှာ2-1နဲ့ရှုံးပြီးဒီကွာတာဖိုင်နယ်ဆင်ကိုတက်ရောက်ထားတဲ့အနေအထားမှာရှိပါတယ်။ဝေးဝင်လာစီရဲ့ကားဖောင်ကြည့်ရမှာဆိုတော့ဒီဖောင်ရတော့အရင်ကောင်းထားတဲ့အနေအထားမှာရှိပါဘူး။နောက်ဆုံး9ဝက်မှာတပွဲနိုင်တပွဲရှုံး3ပွဲတည်နဲ့နောက်ဆုံးဒီအက်တလန်လာနဲ့ဝေးကွင်းမှာတော့ဒီ1နဲ့နိုင်ရရှိထားတဲ့အနေအထားမှာရှိပါတယ်။ကျွန်တော်ဒီပွဲမှာတော့ဈေးပါနေမှုနဲ့အတူဒီ level 30ရှုံးပေါက်ကြည့်အောင်မှာ Asian Protocol Body ကိုရွေးချယ်ထားပါတယ်။ဘူပေါင်းကြီး390စာပေါက်ကြည့်အောင်မှာလည်း9ဝက်ကိုရွေးချယ်ထားပါတယ်။ရလက်ခမန်းကြီးက1-1ခမန်းထားပါတယ်။နောက်တစ်ပွဲတော့ Lion နဲ့ Man United ဒီပွဲမှာ Body ကြီးတက်ကြေးပွင့်ထားပြီးဂိုးပေါင်းကြီးက3လုံးပြေစာကြေးပွင့်ထားပါတယ်ဒီပွဲမှာလည်းဒီ Away Win United တို့ကအင်းမေရလဲဒီ Asian Lion တဲ့အင်းမေပူကြီးနေတဲ့အနေထားမှာတော့ဒီ level 50ရှုံးလောက်ပေါက်တဲ့အနေထားမှာ Body ကြီးကတော့ကြေးကြုံမပြေရထားပဲဒေကြေးပွင့်ထားပါတယ်ဒီနေ့လက်ရှိဖောင်ကြည့်ရမှာဆိုလက်ရှိဖောင်မှာတော့ဒီ Lion ဖောင်နဲ့ငယ်ပို့ပြီးကောင်းနေပါတယ်နောက်ဆုံး9ပွဲမှာ4ပွဲနိုင်1ပွဲရှုံး Away Win United ကလည်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲရှုံး2ပွဲတည်နေဖောင်ရတော့မစိုးလို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ်ဒီ Asian Lion ရဲ့ဒီယူရိုပါလိဖြတ်သန်းထားတဲ့ဖောင်ကြည့်ရမှာဆိုရင် Asian Lion ဒီအတင်းကြီးတွေနဲ့တွေ့ထားတဲ့အနေထားမှာရလက်ကောင်ထွက်အောင်ကန်ထားတဲ့အနေထားမှာရှိပါတယ် Fenerbahce ဇီဇီ Frankfurt ကို3-2နဲ့နိုင်ထားပြီးတော့ Hoffenheim ကို2-2 Rangers ကို1-4နဲ့ Olympia ကို2-0နဲ့ဒီအတင်းကြီးတွေနဲ့တွေ့တဲ့အနေထားမှာဒီ Lion တို့ရှုပ်ပွဲမရှိအောင်အနည်းဆုံးတေခံကန်နိုင်တဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီပွဲမှာလည်း Asian Lion တို့ Asian အားသာခြင်းနဲ့အတူအဝေးဝင် United ကိုတေလောက်ခံကန်နိုင်တဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော် body ကြီးတဲ့ပေါက်ကြည့်အောင်မှာတော့ body ကိုမရွေးချယ်ထားပဲကိုပေါင်းကြီး3လုံးအပြည့်စားပေါက်ကြည့်အောင်မှာကိုဘော့တို့မျိုးတွေကိုရွေးချယ်ထားပါတယ်ရလက်ခံမှုချက်က1-1ခံမှတ်ထားပါတယ်နောက်တစ်ပွဲတော့ Ranger နဲ့ Athletic Club ဒီပွဲမှာအဝေး Athletic Club က body ကြီး level 80နဲ့ကိုပေါင်းကြီးနှလုံး90ကျော်မှာကျေးဖွင့်ထားပါတယ်ဒီ body ဈေးတက်မှတ်ကိုချက်ကြည့်ရမယ်ဆိုတော့ဒီ Ranger လို့ဒီ Europa League မှာအများတန်းကန်နေတဲ့အသင်းကိုဒီ Athletic Club ကအဝေးကွင်း level 80ကဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ဒီနေ့လက်ရှိဖောင်ကြည့်ရမယ်ဆိုလက်ရှိဖောင်မှာတော့အရင်ကွာဟထားတဲ့အနေအထားမှာမရှိပါဘူး Ranger လည်းနောက်ဆုံး9ပွဲမှာ3ပွဲနဲ့2ပွဲရှုံးဝေးဝင်တလက်လက်ကလည်းနောက်ဆုံး9ဝက်မှာ2ပွဲနိုင်3ပွဲတည်နေဖောင်ရတော့နှလုံးရိုင်းကွာထားတဲ့အနေထားမှာမရှိပါဘူးဒီဝေးဝင်တလက်လက်ကလည်းဒါလီဂါမှာအဆင့်လေးထိတက်လန်ထားပြီးဒီချန်ပီယံလိဝင်ခွင့်တက်လည်းအချိန်ကြီးကောင်းနေတဲ့အနေထားမှာခြေစွမ်းလည်းကောင်းမွန်နေတဲ့အနေထားမှာရှိပါတယ်ယူရိုပါလိဖိုင်နယ်ပွဲစဉ်ကိုလည်း Athletic လက်ရဲ့အင်ကွင်းမှာကျင်းပမှာဖြစ်တာကြောင့် Athletic လက်တို့အနေနဲ့ဒီ final တကယ်လို့တက်ရောက်မယ်ဆိုရင်ဒီ Asian အားသာချက်တစ်ချက်ရှိနေတဲ့အနေထားမှာဖြစ်တာကြောင့်ယူရိုပါလိပွဲစဉ်တွေကိုလည်း Athletic လက်တို့ဒီကလူးဆိုင်ပြီးကန်ထားတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့အဝေးကွင်းဖြစ်ပေမဲ့ဒီ final မှာအင်ကွင်းကန်ရမယ့်အနေထားမှာဖြစ်တာကြောင့် Athletic Club တို့အနေနဲ့အမှတ်ခံမဲ့အနေထားမှာမရှိပါဘူးဒါကြောင့်မို့ကျွန်တော် level 80ရှုံးပေါက်ကြည့်အောင်မှာအဝေး Athletic Club body ကိုရွေးချယ်ထားပါတယ်ရလက်ခံမှတ်ချက်က1-2ခံမှတ်ထားပါတယ်နောက်တစ်ပွဲတော့ Tottenham Hotspur နဲ့ Frankfurt ဒီပွဲမှာ Asian Tottenham Hotspur က body ကြီး150စားဂိုးပေါင်းကြီး330ရှုံးမှာကျေးပွင့်ထားပါတယ်ဒီ Tottenham Hotspur အင်ကွင်းအသာချင်းနဲ့150စားကဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေထားမှာရှိပါတယ်လက်ရှိဖောင်ကြည့်ရမှာဆိုလက်ရှိဖောင်မှာတော့ဒီ Frankfurt ဖောင်နဲ့ငယ်ပိုတာနေတဲ့အနေထားမှာရှိပါတယ် Frankfurt နောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးAsian Tottenham Hotspur ကနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်နေဖောင်ရတော့ Frankfurt အနေငယ်အသာကြီးရရှိထားပါတယ်ဒီ Bundesliga မှာလည်းအဆင့်3ထိရောက်ရှိထားတဲ့ Frankfurt တို့နေ့ရာဒီမှာခြေစွမ်းကောင်းနေတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ဒီအဝေးကွင်းဖြစ်ပေမဲ့ဒီ Frankfurt ကလည်းဖောင်ကောင်းနေတဲ့အနေထားမှာဖြစ်တာကြောင့်ဒီ Asian 350စာပေါက်ကြည့်အောင်မှာ90ရင်းပြီးတော့အဝေးကွင်း Frankfurt body ကိုရွေးချယ်ထားပါတယ်ဂိုးပေါင်းကြီး330ရှုံးပေါက်ကြည့်အောင်မှာတော့ Asian Tottenham Hotspur တို့ကလည်းအင်ကွင်းဖြစ်တာကြောင့်ဒီပထမကျော့အင်ကွင်းဖြစ်တာကြောင့်တိုက်စစ်ဖွင့်ပြီးကန်လာမဲ့အနေထားမှာရှိပါတယ်အဝေးကွင်း Frankfurt တို့ကလည်း Bundesliga အသင်းတို့ရဲ့ထုံးစံအတိုင်းဒီခံစစ်ပိတ်ပြီးကန်တတ်တဲ့အနေထားမှာဖြစ်တာကြောင့်ဒီပွဲမှာလည်းနှစ်ဖက်သုံးကိုများလာနိုင်မဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ကျွန်တော်330ရှုံးပေါက်ကြည့်အောင်မှာဂိုးပေါက်အပေါ်ကိုရွေးချယ်ထားပါတယ် body မှာ Frankfurt body နဲ့ဂိုးပေါက်အပေါ်ကိုကြိုက်ပါတယ်ရလက်ခံမှတ်ချက်က2-2ခံမှတ်ထားပါတယ်နောက်3ပွဲတော့ Conference League ပွဲစဉ်3ပွဲဖြစ်တဲ့ Ligia နဲ့ Chelsea, Ange Sili နဲ့ Fiorentina, Real Betis နဲ့ Jagiellonia ဒီ3ပွဲကိုကျွန်တော်ရဲ့အမြင်တစ်မျိုးတည်းနဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မြင်တော့ဒီ Conference League ပွဲစဉ်တွေကဘိုဂရီအတွက်တိတက်ဖန်တီးထားတဲ့ပွဲစဉ်တွေလို့မြင်ပါတယ်16တင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာလည်းအသင်းကြီးအများစုကဒီသူတို့တကယ်ကမ်းမဲ့ဆိုရင်ပထမကြော်တွေကချစ်ပြက်ကိုပြက်နဲ့ဒီကန်လို့ရတဲ့အသင်းတွေနဲ့ပဲထိတ်တိုက်တွေ့ဆုံထားတဲ့အနေအထားမှာရှိပါတယ်ဒီ quarter final အဆင့်အထိမှာလည်းဒီတစ်ဖက်အသင်းကဒီနာမည်တော်သိမ့်မကြဘူးတဲ့အသင်းတွေဖြစ်ပါတယ်
ဒီလိုမျိုးအနေထားမှာလည်းမှာပဲဒီ16တင်းအဆင့်ရှုံးထွက်မှာတော့ဒီပထမကြော့ပွဲစဉ်တွေမှာအသင်းကြီးတွေအကုန်ဒီပါကြည့်ကြထားပါတယ်တေးရကြတယ်ဒီရှုံးတဲ့ပွဲစဉ်တွေကရှုံးတယ်ဖီရိုနီယာဆိုရင်ပထမကြော့မှာ3-2နဲ့ရှုံးထားပြီးတော့ဒီဒုတိယကြော့မှာ3-1နဲ့ကမ်ဘက်ပြန်လာပြီးတော့ဒီအဆင့်ကိုတက်ထားတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီပထမကြော့ပွဲစဉ်မှာတော့ဒီအသင်းကြီးတွေအနေနဲ့ဒီဂိုးပြက်ပြီးတော့ကြေးအောင်လာအောင်ကမ်ဘက်အနေထားမှာမရှိပါဘူးဒုတိယကြော့မှာသူတို့လိုချင်တဲ့ရလက်ထွက်အောင်ကန်သွားမယ်လို့ယူဆပါတယ်ဒါကြောင့်မို့ဒီပထမကြော့မှာတော့အသင်းကြီးတွေကိုကျွန်တော်စန့်ကျင်ပြီးတော့ရွေးချယ်ထားပါတယ်ဒီချက်စီးပွဲစဉ်မှာဒီအိမ်ရှင်ဒီဂီယာဘော်ဒီကိုရွေးချယ်ထားပါရလက်ခမချက်က1-2ခမှတ်ထားပါတယ်ဖီယိုရီနာပွဲစဉ်မှာအိမ်ရှင် NK စီလီဘော်ဒီကိုရွေးချယ်ထားပါရလက်ခမချက်1-1ခမှတ်ထားပါတယ်ဒီရဲ့ဘက်တစ်ပွဲစဉ်မှာအဝေးကွင်းချက်ကီလိုနီယာဘော်ဒီကိုရွေးချယ်ထားပါတယ်ရလက်ခမချက်2-1ခမှတ်ထားပါတယ်ဒီကြတာပင်းညမှာလည်းအားလုံးအပေါင်းပြကြပါလိမ့်ဗျ